ကားကြီးလည်းလှက်ထားတယ်ဘယ်သွားနေလဲမသိ 哎，你俩，你有嘞？KTV 的嘛，多把那路标下来给上，你没嘞嘛，变了是把他的你。ငါပါတာတောကျင်နေနေရသွားမယ်မင်းကိုလည်းမတားရတော့မင်းနဲ့လည်းအတူတူတစ်သက်လေးမှမနေချင်တော့မသိလား 你把他干嘛嘞？ စိတ်ချောပါတကယ်ချင်း 你干嘛嘞？把他干嘛嘞你？ အေးငါလည်းဒေါ်လာလေးမနဲ့ထိတ်ချုပ်ထားအောင်နော် တော့ပါတော့ 是吧？你干啥？到那给啥毛呢？ စိတ်ချော 什么？你把他干嘛嘞你？你到听进来什么？你也听进来什么？ စိတ်ချောဘယ်သူမှမထီးဘူးဟိုမောင်လေးလည်းစိတ်ချောတကယ်ချင်းလည်းစိတ်ချောလိုက်ပါမောင်လေးနင်တို့စိတ်တိုးနေတာလဲတယောက်နဲ့တယောက်မှလည်းမထိကြဘူးနော်ဟိုကြားထဲကငါပဲထိကြတယ်နောက်မှရှင်းကြနော်လာပါငါတို့ချိထားတာလည်းရှိသေးတယ်တော့မယ်လားတကယ်ချင်း 变了嘛？你他妈真是。 မင်းအလုပ်လုပ်တာဘလို့လုပ်နေတာတော့ဟိုတနေ့ကငါပစ္စည်းယူခနေတာဘယ်အိမ်ဝင်လို့နောက်ကျနေတာလဲပြော ဘယ်ဦးမပုံမအောင်ဘောဒီ ဟာချို လမ်းနေပိတ်ပြီးတော့ ဟာချို ကားကြီးချမ်းပြည့်နေလို့ကျွန်တော်စောင့်နေ ဟာချို အာဘောဒီနာလေကျုပ်ကူဖို့မအောင်မယ်ဗျာ ဩမင်းကလည်းမကူပါဘူးကွာနောက်ကိုလုံးလုံးတီးချလို့တော့ကြားလားကစောတော့ဘယ်လိုကောင်မှမသိ အဖေစီမှာပတ်စံတောင်းအောင်မယ်30ပတ်စံမရှိတော့လာဖေအပေါ်တယ်မှာအပေါ်တယ် ဟေးနင်တို့လည်းငုတ်တုတ်ကြီးတွေငိုက်မနေနဲ့အလုပ်လုပ်တာကျိုးသားသားလုပ်ကြဟုတ်ပြီလား အဖေ ဟေးတမီး သမီးကိုမဟုတ်ပေးရ ငါသမီးကမိုးမိုးတောင်းလို့ပဲသိတယ်နော်အဖေဘာဖြစ်နေတယ်လဲဆိုတာမမေးတော့ဘူးလား အဖေကဘာဖြစ်နေလို့တော့ ဟောနာတွေခဏခဏချီပြီးလင်းလံပြီးတော့နှုံးနေတယ်သမီးရဲ့ ဒါမဲ့လည်းသမီးကိုမဟုတ်ပေး ဒီပါကဲဟုတ်ပါပြီကဲရော့မသမီးလည်းမဟုတ်ဘူး ဒါကြောင့်မလို့ဖေဖေကိုချစ်တာ အေးဟုတ်ပါပြီသမီးဒီထားသွားနော် ဟုတ်ပြီဖေအဖေကစတတာတော့ အေးတတဟာ တကယ်ချင်း 喂， ဟိုအဲ့ဒါအစ်စ်တွေရောက်နေရလား 他要我等下请你哩。 อ๋อ ဦးကထိုင်းစကားတော်တော်ဟဲ့ထိုင်းတငယ်ချင်းတွေလည်းရအားချလိုက်တာနော် 你吧， လိုက်တာ 哎，你那不如闹架架的。 အဲ့ဒါပြောဦးမယ်မနက်ခင်းရလေသူ့စီကိုအရင်သွားတာသူတို့လမယားနဲ့နှောင်ချိန်ကြားထဲမှာကျမကြားညက်နေလို့မလဲတောင်ပြန်ခေါ်ပြီးသူ့ကိုထွက်လာ 哎，不如去打容。 तू ကဘာထူလဲအဆန်မရှိလို့ဆိုပြီးတော့လေသူ့ဖေရှိမှာမဟုတ်ဝင်တောင်းနေတာအဲ့ဒါကြောင့်မလုပ်ကြ 哦，哎啦，这样我，你说， ငါဖေစီတာလေမဟုတ်ဘူးတာတောင်းရတာအဖေမဲ့လေနှာတွေခြီလိုက်ဟိုဘယ်လိုပြောမလဲလုပ်ငန်းဝင်မှလည်းလမ်းမနေဘူးသိလားအမေလေအဖေမျက်နှာကြည့်ပြီးတော့ရေးကဲကြည့်ပြီးပြန်လာ 哎啦，这样我，哎啦，这样我。 ငါယောက်ျားလဲဟဲ့အခုတော့ဘာဖြစ်နေမှန်းမသိလားငါမျက်နှာလေးလုံးဝကိုမမြင်ချင်ဘူးဖြစ်နေတာဟေးညဆိုလို့ရှိရင်လေ KTV သွားတယ်မိုးလေးနဲ့ပြင်ရောက်တာဟာလေအဖြူလေးစင်းနေဘာနဲ့နေနံတော့မကြည့်ပါဘူးတိတ်ဆိတ်နေတာပဲ တကယ်လား